မှာတော့အိမ်တဲ့အိမ်ကိုပေါ့နော်ပြောင်းမယ်ကောင်းမလေးကြောင်းလေးပြောပြတော့မယ်ဖြစ်ပါတယ်အိမ်ပြောင်းမယ်ကောင်းမလေးပါအမလီအဲ့လိုကလေကောင်းလိုက်တာဘယ်နှစ်နာရီတော့ရှိသွားပြီလည်းမသိပါဘူးချလိုက်ပါတော့ဒါပေမဲ့တော်တော်နေမြင့်နေပြီငါနောက်ကျနေပြီချင်းနဲ့ငါအိမ်ပြောင်းရအောင်မှာဒီနေ့လက်သမားတွေကတော့ပြီးပြီလို့ပြောတာပါပဲဝတ်စားလေးလိုက်ပါအောင်မယ်ဒီနေ့တော့ငါဒီလေးပဲဝတ်သွားလိုက်တော့မယ်ငါထုတ်ပိုးတွေလည်းပြုံးမှာငါအိတ်တွေလည်းပြင်ပြီးသွားပြီဆိုတော့မြညောင်လေးကိုခေါ်လိုက်ပါအောင်မယ်ငါမြညောင်လေးကိုလည်းခေါ်ပြီးသားပြီဆိုတော့ငါမနေ့စားလေးပါစားတော့လိုက်ရမလားအော်တော်ပါကြီးလေးဟိုအိမ်တစ်မှာပစ္စည်းလည်းချရင်ချပြီးတော့မှာပေါ့ငါတော့လိုက်ပါအောင်မယ်လေငါဒီကားမြညောင်လေးလည်းယူတော့မှာအိမ်ကိုလည်းရောက်ပြီအော်တော်ကားလည်းတွေ့ဖြစ်နေတယ်မသိပါဘူးငါကားလေးဆိုင်ပြီးသားကြီးဆိုတော့ဟဲအိမ်ကြီးပစ္စည်းလည်းမထားသေးဘူးပဲစိတ်ညစ်ပါရဲ့မြညောင်လေးခဏစီအောင်နော်လာငါနဲ့တူတူပေါ်လိုက်တက်ကြည့်မယ်မီလာအော်မီလေးလည်းလိုက်ခဲ့ပါဆိုဒီမှာစင်ပြေဦးပဲဘာလို့လဲမသိပါဘူးလာမီလေးငါပစ္စည်းထားရအောင်ပါပဲငါမီးကြီးလေးတော့တက်ပြီးသွားပြီငါလွယ်အိတ်လေးထားပြီးသွားပြီဆိုတော့ငါဒီနားလေးကိုပစ္စည်းလေးပါလေးချလိုက်ပါဦးမလေးဒီနားလေးမှာလက်သမားတွေကိုခေါ်ပြီးနိုင်ငံလေးတစ်ခန်းလောက်လောက်ခါလိုက်ပါဦးမလက်သမားတွေကလေးတော့လိုက်တာတစ်ခန်းတော့ပြီးသွားပြီပဲငါလိုက်ကလေးတက်ပြီးသွားပြီဘာလို့လဲတစ်ခန်းတော့ပြီးသွားပြီဘာလို့လဲကစ်ချန်လေးတော့ပြီးသွားပြီပဲပြီးရင်ငါဘာလို့သေးလဲဆိုတော့ချွိုင်းလေးနဲ့ရေချိုးကလို့တည်းရပဲအော်ရေကူးကန်ရင်လုံးမရေကူးကန်သက်သမားရေလည်းခေါ်ရအောင်မဘာလို့လဲရေကူးကန်လေးတောင်ပြီးသွားပြီပဲငါချွိုင်းလက်ကိုအိမ်ထဲမှာလည်းလုံးလိုက်ရမလားကောင်းပါဦးလေဒီနားလေးမှာဆိုရောညားလေးလည်းမကောင်းဘူးဘာလို့လဲငါရာလေးတောင်ပြီးသွားပြီပဲတဲပုံလေးပါထပ်ကက်လိုက်ပြီငါခက်လိုက်ပြီးသွားပြီဆိုတော့ဘလို့လို့ရင်ကောင်းမလဲငါအိတ်ကန်လို့ရအောင်ပါပဲငါအိတ်ကန်လေးလည်းလုတ်ပြီးသွားပြီဆိုဒီမှာမုံလေးပါကြားနေရပဲလာလိုက်တာဟာကဲချင်းစားကန်လည်းပြီးပြီရွှေကန်လည်းပြီးပြီထွိုင်းလည်းပြီးသွားပြီကောက်ကွာလည်းပြီးသွားပြီအိတ်ကန်လည်းပြီးသွားပြီချီကန်ကစ်ချန်လည်းပြီးသွားပြီခဏလေးလိုက်ပါဦးမယ်73နိုင်အောင်ထိုးသွားပြီဆိုတော့ငါဘိုက်ကြီးစားရတော့ဘိုက်စားခဲ့ပြီဆိုတော့ငါဘိုက်သမီးလေးစားလိုက်ပါဦးမယ်လေနေရာမိုးဟင်ကလေးပဲစားလိုက်တော့မယ်အစုံပလုံးမဲ့ဟဲ့ကောင်းလိုက်တာအချိုးငါစားလို့ပြပါရဆိုတော့ငါရီလေးတချိုးလိုက်ပါဦးမယ်လေဟဲ့တော့ကြောင်လေးမတည့်ရနိုင်နဲ့တော့ကဲထားပါတော့ထွဲလိုက်တော့လိုက်ပါအောင်မယ်လေရေစုံကအီးလေးလည်းပါလိုက်အောင်မယ်အီးလေးလည်းပါပြီးသွားပြီဆိုတော့ထွဲလိုက်လေးတက်ပြီးသွားပြီဆိုတော့ငါဝတ်စားလေးလိုက်ပါအောင်မယ်စင်းစုလေးလည်းဝတ်ပြီးသွားပြီဆိုတော့ရီလေးစိမ့်လိုက်ပါအောင်မယ်ကဲရသွားပြီအကြိုက်လေးစိမ့်လို့မကောင်းပါဘူးလေမလီညောင်းလိုက်ငါအပူရီလေးထွက်သွားပြီဆိုတော့သွားလိုက်ပါအောင်ငါရေပန်းလေးနဲ့ချိုးလိုက်ပါအောင်မယ်ချိုးပြီးသွားပြီဆိုတော့ငါဝတ်စားသွားလဲလိုက်ပါအောင်မယ်အမလီဝတ်စားလဲလိုက်အောင်မယ်ရင်းချီလေးပဲဝတ်လိုက်ပါမယ်ဝေးပြီဆိုတော့ငါအိမ်စာလေးလည်းလုပ်လိုက်အောင်မယ်ငါလည်းစားလုပ်ပြီးသွားပြီဆိုတော့ငါညနေစာလေးခေါ်ရဲစားလိုက်တော့မယ်ညရပီဇာလေးပဲစားမယ်ကောင်းနေပြီးဆိုပါဆိုင်ကောင်းမလဲအပယ်လေးစားလိုက်မယ်ဒီလေးပြီးဆိုတော့ငါမနေ့ပြန်တွင်ဟင်းချက်လိုက်အောင်မယ်ငါရွက်လေးလေးပါအောင်မယ်လေငါအကုန်လုံးလည်းလုပ်ပြီးသွားပြီဆိုတော့15နာရီလောက်ရှိသွားပြီပဲအဲ့ကနာလေးခဏလောက်ထိုင်လိုက်အောင်မ
ညောင်လေးလားသူထိုင်တာပေါ့တငယ်ချင်းနဲ့လည်းမလာကြပါလားငါဝစ်စားလေးလဲပြီးတော့ဆိုတငယ်ချင်းရင်သွားလိုက်အောင်နော်အမလီသူ့အိမ်ကလည်းဝေးလိုက်တာဇူဇူရေဒီမှာဟာငါလဲလာတာငါနေကိုဒီတငယ်ချင်းဆိုင်လေဒါနဲ့နေဘာစားပြီလဲငါလာငါညနေတာတော့ထားပြပါပြီအေးဟာလာငါအိမ်တိတ်ကိုလိုက်ပဲကြည့်ဦးမလားကြည့်မယ်လေကေလာအဆူလေတငယ်ချင်းကနေလိုက်ပြမယ်နော်ဒီမှာလေးငါလက်သမားကိုစောက်ခိုင်းတာဟာဒါလေးကျတော့ရေကူးကန်ငမင်းကို try လိုက်ပြမယ်သိလားဤပါဟာဒါလေးရဲ့ try လိုက်လေးငါကြိုက်တဲ့ပန်းအောင်လေးနဲ့မင်းအောင်လေးဆက်ထားတာပေါ့အမဒါလေးရဲ့ try လိုက်လေးပေါ့ဒါလေးရဲ့ကျရေစိမ်းတာဒါကျရေပန်းလေးအေးမိုက်တယ်ဒါနဲ့အပေါ်ထဲလိုက်ပြအောင်လေအေးငါနေအပေါ်ထဲလိုက်ပြမယ်နော်ဒီမှာဟာပေါ်ရဲကကျတော့ဒါလေးရဲ့ kitchen လေးဒါကျတော့ငါခင်းလေးလေဒီမှာဒါငါခင်းလေးဒါဆာလုပ်တဲ့ဇပွဲကုန်ပေါ့ဟုတ်တယ်ဒါကျတော့ဝစ်စားလေးဗီဒီယိုဒါကျတော့ make up ပြင်နေနေရပေါ့ဒါကျတော့ဖက်နဲ့ဒီပါထားလို့ရတဲ့ငန်းချင်းအေးဒါနဲ့နေရောက်တယ်လားဟုတ်တယ်ငါကြောက်ချက်ပြောင်းလာတာဒီမှာငါကြောင်လေးလည်းပါရဲ့လေဒီမှာငါကြောင်လေးမတည့်ရနိုင်နဲ့တွေ့လားသူ့ငါတင်မိစားလေးသူကလူစကားလေးနားလေတယ်အေးဒါနဲ့နိခွေပါလားငါခွေရလားငါခွေရနေရတကလိုက်လို့သူ့ကိုမနှဲမောင်းထားရတယ်ဘာလို့လဲဆိုဆိုင်ငယ်တိုင်းအောင်ဆိုလို့လေဟဲ့လားအေးအဲ့ဆိုလေကောင်းမှာပဲလေဆိုင်ငယ်တိုင်းမှာဆိုညခုတောက်မလားတော်ပါပြီငါမတောက်တော့ပါဘူးအဲ့ဆိုညတော့မလားငါလားနေကိုဝေးလာခဲ့ရတာဟာတော့မသွားချင်နေဘူးမသွားချင်နေဘူးဆိုလေခဏနေဦးပေါ့ကွာအေးဒါပေမဲ့ငါပြန်တော့မင်းတော့တော့ဆိုလဲငါအဲ့ဒါလှုပ်ရှားလေးရှိလို့အေးတငယ်ချင်းအေးအဲ့ဆိုလဲငါသွားရင်တော့ငယ်ချင်းအေးရလေရောက်သွားပြီဆိုတော့ငါလည်းဖချမလဲပြီးတော့အိတ်တော့မယ်ရမ်းညောင်းနေပြီအိတ်တော့မယ်အားလုံးပဲဆိုကြည့်ကြည့်ကြပါကျေးဇူးများတင်ပါတယ်ဘိုင်